သူတို့ကဝန်တိုင်းကျဲတဲ့ character အဲ့တော့ညီမကိုထိုင်းနေခိုင်းတယ်ဘာမှမပြောနဲ့ပေါ့ညီမအခုဒါလေးလုတ်ချင်တယ်ဆိုတော့မပြောနဲ့မရှိနဲ့ငါ driver ငါလုတ်မယ်ဆိုတော့မကျင်တော့ဘူးတကယ်လုံးဝမကျင်တော့ဘူးဒါပေမဲ့ပြန်ရိုက်ပေးမယ်ခဏလောက်ဒီကအရင်ပြီးအောင်လုပ်လိုက်ရအောင်အကိုအဲ့တော့မရရန်ဖြစ်တဲ့ဟာလို့တိုင်းမယ်လို့မအကိုရှင်ကြည့်လိုက် ရညီမလေးခွာတယ်အချင်းဒီပုံစံမျိုးကျွန်တော်တကယ် on the field မှာတွားလို့ကြည့်ဘယ် driver ဘယ်သူမှလက်မကန်ဘူး Superstar Academy ပရိသတ်များခင်ဗျာ Challenge 2ဖြစ်တဲ့ Team Creation Challenge နဲ့အတူ Superstar Academy ကိုဆက်လိုက်အောင် Team လင်းလက်ခွန်ချိုရရှိထားတဲ့ဇာတ်လမ်းကတော့ Sherlock Holmes ကမ္ဘာတီဇာတ်လမ်းမျိုးစားဖြစ်ပါတယ်။စုံတဲ့ဝါသနာပါသူဦးအုံးရဲ့လေဆွဲပြောင်းမှုအပေါ်ဖြည့်ရှင်းတဲ့ဇာတ်လမ်းကိုဟာတာအမျိုးအစားဖြင့်ဖော်ပြထားပါတယ်။ Team တန့်စော်ထွန်းရရှိထားတဲ့ဇာတ်လမ်းကတော့အမွေဒရမာဇာတ်လမ်းမျိုးစားဖြစ်ပါတယ်။ဖခင်ဖြစ်သူကြံရှိခဲ့တဲ့အမွေများကိုခွဲဖို့ဆုံးဖြတ်ရာတွင်မိသားစုဝင်များကြားခံစားချက်အဖြစ်ပြက်များကိုဖော်ပြထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။တင်းချေချေရရှိထားတဲ့ဇာတ်လမ်းကတော့တကောင်ရန်ဂိမ်းဟော်ရာဇာတ်လမ်းမျိုးစားဖြစ်ပါတယ်။လူငယ်တငယ်ချင်း၄ယောက်အပျော်ခီးထွက်ရင်ဝိညာဉ်ခေါ်တဲ့ဂိမ်းတစ်ခုကစားရမှာဖြစ်ပေါ်လာတဲ့ခြောက်ခြားပွေရာဇာတ်လမ်းလေးဖြစ်ပါတယ်။တင်းရှာတို့ရရှိထားတဲ့ဇာတ်လမ်းကတော့တခန်းရက်ဒရမာဇာတ်လမ်းမျိုးစားဖြစ်ပါတယ်ချစ်သူနှစ်ယောက်တပြိုင်တည်းထားမိခဲ့တဲ့အမျိုးသားတဦးရဲ့ရှုပ်ထွေးမှုများပေါ်ပေါက်လာတဲ့အခါဘလို့ဆက်ပြစ်မလဲဆိုတာကိုပေါ်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်ဟုတ်ချဲချောလို့ပါဟောဟုတ်ချဲဟိုရွေးချယ်ဖြစ်တဲ့အကြောင်းရင်းကကျွန်တော်တို့ကို3တင်းမှာရှိရဲ့3ယောက်လုံးကိုယ်တိုင်ချဲကိုကျွန်တော်တို့ခေါင်းဆောင်ဖြစ်ဖို့အတွက် leader ဖြစ်ဖို့အတွက်ကျွန်တော်တို့တောင်းလို့လက်မြောက်ခဲ့တယ် horror ကားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကညဘက်မှာရိုက်တာပို့ပြီးတော့အဆင်ပြေရဆိုပေမဲ့ကျွန်တော်တို့ဇလန်းရလိုက်တဲ့အချိန်မှာကနေ့လယ်2နာရီ3နာရီဝန်းကျင်လောက်ဖြစ်နေတဲ့အချိန်ဆိုတော့ကျွန်တော်စိုးရိမ်မိရပေါ့နော် luggage တွေနဲ့ခီးထွက်လာတာအခန်းထဲကိုရောက်တယ်အဲ့ဒီအချိန်မှာ theory လုပ်တဲ့ဟိုက leader ဖြစ်နေတဲ့အခါကျတော့ကိုကြောင့်ဒီအဖွဲ့ထဲမှာပါတဲ့သူတွေကိုလည်းမနာစေချင်ဘူးပြီးတော့ကိုယ့်ရဲ့အမှားကြောင့်လည်းဒီအဖွဲ့တွေကလူတွေနဲ့ဘယ်လိုပြောမလဲဟိုစိတ်ဝမ်းကွဲတာမျိုးလည်းမဖြစ်စေချင်ဘူးပေါ့နော်ဒီဆိုလို့ရှိရင်အကုန်လုံးဘင်းဆိုပြီးတော့ပိတ်ချတာ Okay ကျွန်တော်အဲ့ဆိုရင်စင်ပြီး မင်းတို့ကိုယ့်ဘူးနဲ့ကိုနေနေတာမဟုတ်ဘူး မျက်နှာလေးတော့ကိုမင်းကမျက်နှာလေးပါဘာရင်းလဲ ဒီမှာကျတော့နည်းနည်းသမီးစိုးလေးပေါ့နော်သမီးစိုးလေးပြီးရင် Ibra ကတော့သူကဟိုဇလန်းမှာကသမီးလောက်ထားတော့တော်ဒီဇလန်းမှာအမေပေါ့တွတ်တက်လဲ challenge ဖြစ်တယ်အော်တက်လဲ challenge ဖြစ်တယ်အဲ့လိုရေးထားပါအားကိုကိုကြိုက်တော့တယ်တရားဝင်ကျွန်တော်ညီမလေးမျက်နှာတက်တယ်ကျွန်တော်ကိုကြည့်ကြည့်ယူမဲ့ပါညီမလေးမျက်နှာကိုကြည့်လိုက် character ပုံစံအောင်လည်းတေချာလေးပြင်ဆင်ထားတယ်ညီမမျက်နှာလေးကိုကလေးပုံလေးမပေါအောင်လို့ဆိုပြီးတော့သပင်တွေကိုလည်းပြန်ပြီးတော့ထုံးထားတယ်ပြီးတော့မြခုံးမွေးတွေကစပြန်ဖြူထားတယ်ပေါ့နော်သူတို့ရိုက်နေတယ်သူတို့ကဝန်တိုင်းကျဲတဲ့ character အဲ့တော့ညီမကိုထိုင်းနေခိုင်းတယ်ဘာမှမပြောနဲ့ပေါ့ညီမအခုဒါလေးလုတ်ချင်တယ်ဆိုတော့မပြောနဲ့မရှိနဲ့ငါ driver ငါလုတ်မယ်ဆိုတော့မကျင်တော့ဘူးတကယ်လုံးဝမကျင်တော့ဘူးဒါပေမဲ့โอเคညီမပြောလိုက်လို့ရှိရင်အဆင်မပြေဖြစ်သွားမယ်ကြာသွားတာပဲရှိမယ်ကွာတော့ဒီ control team ထဲမှာပါတဲ့သူတွေကဒါ control position နဲ့သူတွေပဲပေါ့နော်ကိုရှင်ရဲထုတ်ရဲပြီးလို့ရှိရင်ဒါ channel နဲ့ပိုးနဲ့ဟိုပါပေါ့ဖြိုးရဲကြောနဲ့ပေါ့ဆိုတော့ပျော်ပါတယ် အခုတော့နားရဲ့စုံတော့လုပ်ဖို့အချိန်ကြပြီ ရက်ချက်ကောင်းချင်လား creation ကောင်းချင်လား item ကောင်းချင်လားအဲ့3ခုတခုရေးငါတို့တွေဘယ်ဟာကိုပိုရွေးမလဲအကူတို့မှာဒိုင်တွေကကြတော့အဲ့လိုဗျာများခိုင်းတာတဆင်းလောက်ပဲပါရမျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်ရွှေ့တာကျွန်တော်ကိုယ်တိုင်ပေါ့နော်ကိုယ့်ဘက်ကိုရွှေ့လိုက်တယ်ကိုယ့်ကိုလက်ခံလိုက်တယ်ပြီးတဲ့အခါမှာရိုက်ပြီးမယ်ကင်မရာမန်အနေနဲ့ပို့ပြီးတောင်းဝင်ယူလိုက်ပါတယ်ဗျဟုတ်မင်းကကိုလုပ်ပြီးမယ်ကွာရတယ်အဓိကငါတို့ရဲ့ category ပြောက်လို့မရဘူး creation ရှိတော့ topic creation topic creation ဆိုတော့ဒီမှာလေလုံးချင်အများကြီးလုပ်နေရဒါပေမဲ့အခုလို့ဟောဒီဟာမပိုင်နေဘူးteam member အချင်းချင်းဖြစ်တာပေါ့နော် team member အချင်းချင်းဖြစ်သည့်တိုင်အောင်လောက်မှပဲညီမတို့ group leader ကလည်းမကောင်းလို့ညီမမြင်တယ် ပြန်ရိုက်ပေးမယ်ခဏလောက်ဒီကအရင်ပြီးအောင်လုပ်လိုက်ရအောင်အကိုတို့နော် ရုပ်ကပါတော့မှာတဲ့တော့မရရန်ဖြစ်တဲ့ဟာလို့တိုင်းမယ်လို့မအကိုရှင်ကြည့်လိုက် ရညီမလေးခွာတယ်အချင်းပညာချင်းရေးသွေးဒီဟာနဲ့ညီမလေးရင်မုံကကြတော့ကျွန်တော်သူတို့ရဲ့ဖြစ်နေတဲ့ပြဿနာမှာကျွန်တော် live ဖြေရှင်းတာနေပဲ
ကျွန်တော်အချိန်ကုန်သွားခဲ့တယ် ထိုင်းကျုံနေတဲ့မျက်နှာအိမ်ကကိုကအမေကအဲ့လိုတနာစရာကောင်းနေမှာထိုင်းကျုံနေချိန်မှာအရင်ထိုင်းတော်တော်လှုပ်ရှားလို့မရဘူးအကောပြောနေတာတော့ လှုပ်ရှားတယ်မနေ့ကထားပြီးတော့မနေ့ကပုံစံကြီးတော့ရွှေ့အောင်မယ် ဒီ position ရွှေ့လို့ရတယ်ဒါပေမဲ့ကိုပြောနေတာအဖွားကအမေကတနာစရာကောင်းလို့မှာ screen time ထဲမှာကြောက်လို့ dialogue မပါလို့ dialogue မပါ item မလုပ်တတ်ဘူးလို့ no reason အဲ့ဒါမလို့အပ်ဘူးtiêuဆောင်တယောက်မှာ နည်းနည်းလေးဖောက်လာတော့ Ibra လား Era လားမသိဘူးသူပေါ့နော် ဆိုတော့ challenge ဆိုကျွန်တော်စင်ခေါ်နိုင်တဲ့တက်သိရှိရမယ်ဒီကြိုင်တော့ကျွန်တော်မလုပ်ချင်ပါဘူးဒီမှာမလုပ်ချင်ပါဘူး dialogue ငယ်ဆိုလာမလုံးနဲ့ကြာဒီလားကျွန်တော်ဆိုလည်းငယ်ဆုံးသားကြိုင်တာမှာ dialogue 3ကြောင်းပဲပါတယ်တော့ဘာမှမပြောနေဘူးကြာအစီအမံတိုင်းလုပ်ကြပါကျွန်တော်လုံးဝဒီတက်တိုင်းကျွန်တော်ပါတယ်ရတယ် သူတို့စီးနေပဲပြီးနေပြီညီမကိုလုံးဝကြီးအဲ့လိုအခန့်ကက်တွေလုံးဝမချိုက်သွားဘူးတကယ်ဆိုသူတို့ကတရုပ်ဆောင်နေမလားသူတို့တရုပ်ဆောင်နေဆိုညီမကတခါရိုက်ရမှာလေဟုတ်တယ်မလားအဲ့တော့မှသူတို့ဖြစ်တာကိုညီမ expression ပြန်လုပ်ပြလို့ရမယ်ညီမကလုံးဝမချိုက်သွားဘူးညီမငုတ်တော့ပဲထိုင်နေရတယ် error ပဲသူ့မရိုက်ပေးသေးဘူးလားသူ့အခက်မလုပ်ပေးသေးဘူးလားမဟုတ်စားရတယ်ကျွန်တော်ကင်မရာစကင်နေတာကျွန်တော်လက်ထဲဖုန်းရောက်ပြီဆိုတော့သူ့ရုပ်ကက်ကိုရင်စရိုက်ပေးတာပုံရောက်တော့ dialogue အများကြီးတစ်ယောက်တော့ကျွန်တော်မရိုက်ပေးသေးဘူးဆိုတော့ မိန်းကလေးတွေရဲ့ထုံးစံတိုင်းဟိုအင်းညောင်းကတော့ဖြစ်တာပေါ့နော်မပွင့်မလင်းနဲ့ပြီးကြမှပြုံးလာမသိဘူးဟုတ် အချင်းကလုံးဝကြီးကတ်နေပြီအဲ့ချိန်ညီမကိုမရိုက်ရသေးဘူး no this is not professional ပဲတိလားဒီပုံစံမျိုးကျွန်တော်တကယ် on the field မှာတွားလို့ကြည့်ဘယ် driver ဘယ်သူမှလက်မခံဘူး နောက်ဆုံးဘက်မှာပဲပါလိုက်ရင်အဆင်မပြေဖြစ်တော့မှာဆိုလို့ညီမအလဲလေးမှာနည်းနည်းလေးတော့ထည့်ပေးပါဦးအဲ့လိုပြောအဲ့ဒါလည်းမရဘူးဘာဖြစ်မှန်းအဲ့လိုအာယုံလာမနောက်နဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြောရဲအဲ့တော့ညီမငုတ်တော့ပဲထိုင်နေလိုက်တယ် ဘလောက်ထိတန်ဖိုးကြီးလဲဆိုတာမင်းသိတယ်နော် မှန်တင်ကုန်ကုန်လေးကိုစပွဲကုန်ပြီးတော့ညနေတာပဲတွေ့ဦးမတွေ့ဘူး ဖွဲ့စည်းနဲ့လောက်ရတဲ့ခါမျိုးမှာလည်း communication ကောင်းကောင်းနဲ့လုပ်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့လိုမျိုးနဲ့တွားခဲ့တာပါဗျာဟုတ်တကားကိုဘုံလိုပိတ်တော့ရတယ်ဒီဘောအော်တိုဂရုလုံးကြပြီးကြမှာအာဟဲ့ good အဲ့အိုက်တယ်ပေါ့ ဘလို့ရိတ်ကြမလဲဆိုဘလို့ပြမလဲပေါ့နော်တောက်ကနေပြမလားဘလို့ဟိုအော်တဲ့နေရာနေပြမလားအဲ့လိုအများကြီးစဉ်းစားကြမိနစ်30ကျော်တယ် ချေချေကကျွန်တော်တို့ထပ်တော့ငယ်တယ်သို့တော့သူ့ရဲ့ဒီ drive ဖြစ်တဲ့ဟာကိုကျွန်တော်တို့မြင်ခဲ့ရတယ်အဲ့အတွက်ကြောင့်အဲ့ဒီဟာကိုယုံကြည်ရဲ့အတွက်ကြောင့်ကျွန်တော်တို့ဒါဒုတိယအကြိမ်ထပ်ပြီးတော့ကျွန်တော်ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ် ဖုန်းနဲ့တစ်ခါမှမရိုက်ဘူးဒီလို short video တစ်ခုလုံးဇလန်းတစ်ပုတ်လိုမျိုးကမလုတ်ဖူးသေးဘူးဆိုတော့နည်းနည်းလေးတော့ဒီထဲမှာစိတ်လှုပ်ရှားတယ် အခုငါရိုက်နေတဲ့အချိန်မှာစဉ်းစားပြီးခဏငါပဲခဏတော့စဉ်းစားပြီးတခုပြီးတခုကသူတို့တွားနေတဲ့မူးရှိတယ်အဲ့မူတိုင်းလိုက်ရိုက်ပေးနေတဲ့အချိန်မှာဘေးကနေ edit ဆက်လို့မရတယ်အဲ့လိုဆက်မဟုတ်မင်းတို့လည်းကုညီပဲမင်းတို့ဆက်ထားတယ် ပြမအကုန်လုံးရဲ့မျက်နှာကို focus angle ပါအောင် အကုန်ပါတယ် creation မရှိဘူး ခဏလောက်အဲ့လိုငင်းကုန်တာလည်းမဟုတ်ဘူးမင်းတို့နေတော့မဟုတ်တော့ခဏလောက်မင်းလည်းဟိုဘက်သွားလိုက် ကျွန်တော်နာမည်တော့မပြောတော့အဲ့ကောင်မှလည်းအဆင်မပြေဘူးအဆင်မပြေဘူးဆိုတာ main character ရမ်းဖြစ်ခြင်းလည်းမရအောင်ဇက်ရပဲဖြစ်လို့ရအောင်ဟုတ်တယ်မလားကိုယ့်အိမ်မှာတော့ကိုက main character ပဲဒီမှာအလုပ်လုပ်တဲ့အခါကျရင်တော့ main character ဖြစ်ခြင်းမှာဖြစ်မှာပဲဒါအောင်နားလဲဖို့ပဲလို့ပြောတယ်အဲ့ဒါနားမလဲတော့လုပ်လို့မရဘူး ရဲသွေးကြပြန်တော့ तू ကသူ့ကို तू ထွက်မယ်ဆိုတာ तू သိပြီးသား तू ထွက်ရမယ်ဆိုတဲ့အချိန်မှာ screen time များအောင် तू ပွဲရှာတော့မှာပဲအဲ့အချိန်မှာ तू ပွဲရှာတာကလည်းပွဲကညီမနဲ့ပဲတည်နေတောက်လျှောက်တည်မှာပဲ तू ကရိုက်တဲ့သူညီမ edit ဖြတ်ပေးမဲ့သူ तू ရိုက်တဲ့ angle တွေ cut တွေကိုညီမကလိုက်ပြီးမပြောရင်ညီမဘယ်လို edit ဖြတ်ပေးရမလဲ ကျွန်တော်တို့မရအောင်ကျွန်တော်ပြတ်တံအကြားမှာကျွန်တော်ခေါ်ရိုက်တယ်ဟိုဘက်ပြေးလိုက်ဟိုဘက်ကိုသွားပြောလိုက်ဒီဘက်ကိုမင်းစိတ်မဆိုးနေတော့ဟိုဘက်ကိုသွားချော့လိုက်နဲ့ကျွန်တော်လုံးပါနေတဲ့အချိန်မှာအချိန်ကသူ့ဟာနဲ့သူကုန်သွားတော့ကျွန်တော်လည်းဘာမှမတတ်နိုင်တော့ အဓိကတဲတမိုးတက်ပြီးရိုက်ပြောနေတဲ့စင်းမှာပြောနေတဲ့ကတ်မှာဆိုလဲကင်မရာဘောင်းကဟိုဘက်ရောက်နေအဲ့လိုမျိုးလေးဖြစ်နေတာပေါ့နော် ကင်မရာရိုက်တယ်ပဲဖြစ်ဖြစ်တုပ်ဆောင်တာပဲဖြစ်ဖြစ်ဗျာမှန်ပါတယ်ဘေးကနေပြီးတော့အဲ့လိုတောက်ရှာ possible လောက်လာတဲ့ခါကျလူကစိတ်ရှုပ်လာတာပဲတဲ့ဗျာ အဲ့ပြောလိုက်တဲ့စကားနင်းကနင်းမျက်နှာပါဖို့ပဲအရေးကြီးနေအခုချိန်ထိလဲသူ့စိတ်ထဲမှာသူအဲ့လိုတွေးနေတော့ beauty look အတွက်ကိုအဲ့လိုလုပ်နေရဆိုတော့အဲ့အရာညီမအနာဆုံးစကားပဲ ကျွန်တော် team D နဲ့အတူတူအုပ်စုတွေကြားတယ်ပေါ့နော်တအိမ်ထဲမှာအတူတူရိုက်ရတယ်ရိုက်ရတဲ့အချိန်မှာသူတို့ရဲ့နောက်ခံ background ကအရန်ကိုစူညံနေဗျာလုံးဝတယောက်နဲ့တယောက်ကပြီးတော့သူတို့အရန် aggressive ဆန်ဘယ်လိုပြောရမလဲအဖွဲ့အစည်းနဲ့မတူဘူးဗျာစိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်တို့တော့ဟုတ် ဒီနည်းနာမယ် လုံးဝမတက်စီရအောင်လုံးဝမတက်စီရအောင် သူချစ်သူသူနဲ့ငါနဲ့မနေ့ကမှ4လပြည့် anniversary ကိုနေတော့ရုံပါတယ်ဟာ ကိုမပါ ကိုနေရစတဲ့ကိုနေတော့ရုံပါတယ် ကျွန်တော်ကိုပါရိုက်ပြီးရဲ့အချိန်3ဆင်းမြောက်မှာပါရိုက်ပြီးရဲ့အချိန်ညီမလေးရမုံက item မရတော့ဘူးတဲ့
တစ်ဖက်မှာညီမလေးကအရန်ဆုတ်တက်နေပြီးတော့တာတော့ तू ကအဲ့ item ကကြံနေသေးရဲ့ငိုနေတဲ့ item ကကြံနေသေးရော तू အရန်အဲ့ item ကိုပြန်တတ်ဖို့အတွက် control အရန်လုပ်ရတာကျွန်တော်အဲ့ဟာကိုတော်တော်လေးနားလေ မှာကျွန်တော်တို့စင်ရသူပိုက်ခံရတာ6ချက်ရှိသွားပြီဟို3ယောက်ဟိုကွန်မိုင်းယူထားတယ်အဲ3ယောက်ကွန်မိုင်းယူရိုက်ကြည့်တယ်2ယောက်ကမူကအရန်ကောင်မျက်ရည်တွေပါကြာကြောက်လဲပါးတွေပါရိုက်ခံပြီးအရန်တက်နေတဲ့အချိန်မှာညီမမရတော့လို့ဆိုပြီးတော့ရက်ချပလိုက်တယ်ဆိုတော့ဒီ2ယောက်ကဘယ်လိုလုပ်ကြလဲအားနာမှုဗျာ ဒါမဲ့ဗီဒီယိုတစ်ပုတ်လုံးကိုပြရင်ကြည့်လိုက်ပါညီမကတ်ကလုံးဝဖြတ်ထားကတ်တိုင်းဖြတ်ထားပါရိုက်လိုက်တဲ့ကတ်ကအစအကုန်ဖြတ်ထား ဆိုတော့ဒီဟာဒီမှာလဲအခုကတ်လေးကိုရွေးပြီးသူကတ်တွေထည့်ပေးပါဆိုတော့ကျွန်တော်လက်ကိုအဲ့ဒီခု edit လုပ်ပြီးတဲ့ဟာတော့မကြည့်ရဘူးကြည့်ကိုမကြည့်လိုက်ရအောင် လောပါဒါပေမဲ့ team creation challenge ဆိုတဲ့အတိုင်း creation ဆိုတဲ့ကိုယ်ကိုယ်အဲ့ဒါလေးတော့ဒီကကိုကကြည့်ချင်တာက digging skill editing skill နောက်ကျွန်တော်ရိုက်တဲ့ wireframe skill အဲ့ဒါလေးကိုကြည့်ချင် okay ဒီဆောင်တယောက်က editing ကိုသိဖို့လိုတယ်ဟုတ် editing သိတဲ့သရုပ်ဆောင်နဲ့ editing မသိဘဲနဲ့လုပ်တဲ့သရုပ်ဆောင်အများကြီးကွာတယ် okay ပါဟုတ်ကဲ့ပါအမဟုတ်ဆိုတော့ကင်မရာကိုဒီနားလေးမှာထောင်လိုက်ပြီးတော့ရိုက်တာမျိုးဟုတ်အဲ့ဒါမျိုးလေးတော့တော့မဟုတ်ဒီဘက်ကဒီဇာညိုကိုနည်းနည်းလေးပြောင်းလိုက်ပြီးတော့ baby selfie လို့စကားပြောကြတာမျိုးဟုတ်အဲ့ဒါမျိုးလေးနဲ့တွားလို့လည်းရပါတယ်ဒီရတော့ပါတကယ်ပြောငါအရန်ငါစိတ်ရဆိုငါအရန် ကင်မရာမန်အတွက်လောက်ကွက်မရှိတဲ့ plot တစ်ခုကိုထည့်ပေးထားကြတဲ့ဟိုက auto save ဖြစ်မယ်လို့ညီမထင်တယ်ကင်မရာမန်ကို auto save ကတော့ရှိမယ်မထင်ဘူး just တော့မဟုတ်ဘူးအလှအပရေးရအောင်နည်းငယ်ရှော့ပြီးတော့တရုပ်ဆောင်ပိုင်းအောင်နည်းငယ်သွားပြီး no ညီမလောက်တဲ့အထဲမှာအလှပရေးက focus ထားတာတခုမှမပါ မဟုတ်ဘူးညီမအကိုမြင်ရတဲ့အမြင်စကားအမြင်အရပတ်ဝန်းကျင်အရာညီမက make up ကိုအရန်ထိုင်တယ်ကျန်တဲ့ make up လေးတွေထက်ညီမ make up ကိုအကြာကြီးပို့ထိုင်တယ်အဲ့အတွက်ကြောင့်ညီမမှာ time မရှိဘူး ညီမဦးစားမပေးခဲ့ချိန်တုန်းကလည်းဝိုင်းထိုးနှက်တာသူတို့ပဲညီမဦးစားပေးတဲ့အချိန်မှာလည်းပြန်ထိုးနှက်တာသူတို့ပဲ ကျွန်တော်ရုပ်ကတ်က2ကတ်ပဲပါသွားတယ်တကယ် editing နဲ့ပြီးတော့ဆိုတော့နောက်တစ်ခါတော့ကြံခဲ့ရပါတော့ဒါပေမဲ့ကြံခဲ့လေကျွန်တော်ဟော market ကြီးကြံခဲ့ပြီးငါ့ရုပ်မပါပါဘူးဆိုပြီးတော့ကျွန်တော်မျက်နှာမပြတ်နေဘူး အဓိကအဲ့ discussing အရင်ဆုံးထိုင်တယ်ထိုင်ပြီးတော့ကျွန်တော်ဒီကလေးပြောတဲ့စကားကိုနားထောင်ဒီကလေးဘယ်လိုပြောလိုက်တာဘယ်လိုပြောလိုက်တာဒီကလေးငါကြီးလေတော့ဒီကလေးပြောတဲ့စကားကိုနားထောင်ပြီးသွားရင်ဒီကလေးရဲ့တဲ့ရိုက်တယ်ဒါတတော့ဖြစ်နေတဲ့အချိန်မှာမှ drama ကိုညီမမျက်ရည်ကြအောင်ညီမအတက်နိုင်ဆုံးအကောင်းဆုံးလုပ်ပြီးသွားရယ်ကွာအဲ့တစင်းမှာ အဲ့ဒါကြတော့အကောင်းဆုံးအကိုတို့တွေလုပ်ခဲ့ပြီးပြီเนาะအဲ့ဒါတွေကိုအဆိုးတွေကို ရလက်ကိုအကောင်းဆုံးလက်ကိုပဲကျန်တော့ရင်ဘာမှပြန်လုပ်လို့မရဘူးပြီးပြီ okay so ဘောလူရနော် တမ်းမယ်